အားလုံးပဲမင်္ဂလာပါရှင်ကျွန်မက Hinchatari page မှာမေးဖြစ်ပါတယ်မေးဒီနေ့မျှဝေပေးချင်တာကတော့ပြောင်းမှုကော်ရီကျော်နီလေးပါရှင်အိုးလေးပူလာပြီဆိုရင်ကျမတို့ပဲစီလေး2ဆွန်းလောက်ထည့်ပါမယ်ပြီးသွားပြီဆိုရင်ဆက်နွင်းလေးထည့်မယ်ပြီးရင်ကျမတို့စက်တော်နေလေးစိတ်ထားတာလေးကိုထည့်ပြီးစီတက်ပါမယ်ရှင်အကြာကြီးတော့မလိုပါဘူးเนาะပြီးရင်လှီးထားတယ်ကျမတို့ပြောင်းမှုလေးတွေကိုထည့်ပါမယ်စားအချိုမုံတကြားထည့်ပါမယ်ရှင်ထော်ထားတယ်ပြောင်းကော်မှုံလေးကိုတိတ်တိတ်ချာချာလေးမှွေပြီးရင်ဘေးပက်လဲရမှာကျမထည့်ပေးပါတယ်เนาะဒီပြောင်းကော်လေးကဒီပြောင်းမှုရဲ့စီးပိုင်ခြင်းကိုအဓိကတက်ရောက်ပါတယ်ရှင်ပြီးရင်ကျမရှည်လေးပေါ့နော်ရှည်လေးကိုမြုပ်လောက်တဲ့အထိလေးထည့်ပြီးတော့ကျမစူပွက်တဲ့အထိတည်ပါမယ်စူပွက်လာပြီဆိုရင်တော့အိုးလေးနည်းနည်းကတ်တက်ပါတယ်ရှင်အဆက်မပြတ်မှွေပေးဖို့မေးအကြံပေးလိုပါတယ်ရှင်အိုးလေးလည်းစင်ပြေသွားပြီးပြောင်းမှုလေးလည်းနူးဤလာပြီဆိုရင်တော့ကျမတို့အနမ်းရတာနဲ့ပြည့်စုံတဲ့ဟင်းကောင်းတစ်ခွက်ကိုရရှိပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်